အားလုံးပဲမင်္ဂလာပါခုဗီဒီယိုကမြန်မာဘောလုံးအားကစားသတင်းအစုံတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဆီးရီးယားသင်းနဲ့ရှင်မြန်ကစားမယ့်ပွဲစဉ်အတွက်မြန်မာလေးစဉ်အသင်းကဒီနေ့အောက်တိုဘာ9ရက်နေ့မှာထိုင်းနိုင်ငံကနေဆော်ဒီနိုင်ငံကိုတွားရောက်သွားမှာဖြစ်ပါတယ်။မြန်မာအသင်းကလာမယ့်အောက်တိုဘာ9ရက်နေ့မှာအဝေးကွင်းအဖြစ်ဆော်ဒီအာရေဗျနိုင်ငံမှာအောက်တိုဘာ14ရက်နေ့မှာတော့အင်္ဂွင်းအဖြစ်ရန်ကုန်မြို့တော်မှာဆီးရီးယားအသင်းနဲ့ရှင်မြန်ကစားသွားမှာဖြစ်ပါတယ်။မနေ့ကရှင်မြန်ကစားခဲ့တဲ့လန်ဖန်ဝါရီယာနဲ့မြောင်းတောင်ယူနိုက်တက်တို့တစ်ဖက်2ဂိုးစီသေးကြတဲ့ပွဲစဉ်မှာမြန်မာလေးစဉ်အသင်းရဲ့အသင်းကောင်းဆောင်မောင်မောင်လွင်ကပွဲကစားချိန်65မိနစ်မှာအသင်းအတွက်လူစားဝင်ကစားခဲ့ပြီးတော့မကြခင်မှာပဲတထောင်စင်းနဲ့လက်ဖြန့်ကျော်တန်ရာရရှိခဲ့တာကြောင့်9ရက်နေ့မှာကစားမယ်ဆီးရီးယားနဲ့ပွဲစဉ်မှာမြန်မာအသင်းအတွက်ပါဝင်ကစားနိုင်တော့မှာမဟုတ်ပါဘူးမြန်မာအသင်းရဲ့ကွင်းလည်နဲ့တိုက်စစ်ပိုင်းမှာအားထားရတဲ့မောင်မောင်လွင်မပါဝင်နိုင်တော့တာကြောင့်ဆီးရီးယားနဲ့ပွဲစဉ်မှာမြန်မာအသင်းအတွက်တော်တော်လေးကိုအခက်ကြုံရတော့မှာဖြစ်ပါတယ်2026အာချာယူဆက်ခွန်မြို့သမီးအာရှာဖလားခြေစစ်ပွဲစဉ်တွေကိုမြန်မာနိုင်ငံရန်ကုန်မြို့မှာအင်ရှင်ဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။မြန်မာမြို့သမီးဆက်ခွန်အသင်းရဲ့ပွဲစဉ်တွေကတော့15ရက်နေ့မှာရန်ကုန်မြို့သုဝဏဘောလုံးကွင်းမှာမကာအိုအသင်းနဲ့18ရက်နေ့မှာရန်ကုန်မြို့သုဝဏဘောလုံးကွင်းမှာအင်ဒိုနီးရှားအမျိုးသမီးယူဆက်ခွန်အသင်းတို့နဲ့ညနေ4နာရီအချိန်တွေမှာကျင်းပသွားမှာဖြစ်ပါတယ်။မြန်မာလေးစဉ်အသင်းရဲ့ပမာဏလူစင်ကိုထုတ်ပြန်ခဲ့တဲ့အခါမှာရှေ့ဦးတဲ့အသင်းကကစားသမား10ဦးအထိကိုရွေးချယ်ခံခဲ့ရပါတယ်။အဲ့ဒါကလက်ရှိမြန်မာလေးစဉ်အသင်းအတွက်ကလပ်အသင်းတစ်သင်းနဲ့ကနေပြီးတော့ကစားသမားအများဆုံးခေါ်ယူထားခြင်းခံရတဲ့ပမာဏဖြစ်ပါတယ်။ရှေ့ဦးတဲ့အသင်းကစားသမားတွေဖြစ်ကြတဲ့ဟိန်ဖြိုးဝင်းအဝနာဆိုးစဲခန့်မင်းရဲမင်းသူတဟိန်ဆိုးနနာကျော်ခွန်ကျော်စင်ဟိန်တို့နဲ့ရဲအောင်တို့ကဆော်ဒီမှာကစားမဲ့ဆီးရီးယားအသင်းနဲ့ပွဲစဉ်အတွက်မြန်မာလေးစဉ်အသင်းနဲ့အတူပူးပေါင်းလေ့ကျင့်ပြင်ဆင်လျက်ရှိပါတယ်။လာမယ့်ထိုင်းစီကိန်းအတွက်ပြင်ဆင်နေတဲ့မြန်မာလေးစဉ်မြို့သမီးဖူဆဲအသင်းရဲ့လေ့ကျင့်မှုပုံရိပ်တွေပဲဖြစ်ပါတယ်။ဘောလုံးအကစားတင်ဆက်မှုတွေကိုချန်တဲ့တဲ့ဆိုရင် subscribe လိုက်အောင် comment လေးပြုလုပ်သွားပေးကြပါအခုလိုနောက်ထပ်ဘောလုံးအကစားတင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်